ဟိုနေ့က Facebook မှာဒီပု္ပ္ပာဆိုတဲ့စက်လုံးလေးပု္ပ္ပာဆိုတဲ့စက်လုံးလေးကိုကလေးတယောက်ကရေးထားတာအဲ့ဒါကိုစစစ်တဲ့သူကမှားတယ်ဆိုပြီးတော့ကြက်ချီခတ်ပြတာတပ်ပုံအဲ့တော့အမှန်တကယ်မှန်နေပါလေတဲ့စစ်တဲ့သူကမှားတယ်လို့ကြက်ချီခတ်ထားတော့စစစ်တဲ့သူကစလုံးပေါင်းတပ်ပုံကိုမှန်လို့မှန်မှန်ကိုမသိဘူးပေါ့အဲ့လိုဖြစ်ပြောချင်တာသင်ပုံကြီးဒီနေ့ခေတ်တချို့သောလူတွေကဒီသင်ပုံကြီးစာကိုအရေးကြီးမှမသိဘူးတန်ဖိုးရှိမှလည်းမသိဘူးအဲ့ဒါပြဿနာအခုတချို့လူတွေလေအသက်ကြီး30 40ဖြစ်နေပါဠိလေးတစ်ပုဒ်လောက်ပါဠိလေးတစ်ချောင်းလောက်ဖတ်ကြစို့ဆိုရင်မဖတ်တတ်ဘူးပါဠိတွေကခက်တယ်မဖတ်နိုင်ဘူးပေါ့အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့သင်္ဘုန်းကြီးမတက်လို့သင်္ဘုန်းကြီးကိုကောင်းကောင်းမသင်ခဲ့ရလို့အဲ့ဒါမဖတ်တတ်တယ်အမှန်တကယ်ကသင်္ဘုန်းကြီးကိုကောင်းကောင်းသင်ခဲ့တယ်ဖတ်နိုင်တယ်ကျွမ်းကျင်တယ်ဆိုရင်ပါဠိကသူများဖတ်ပြနေစရာမှမလိုတာကိုယ့်ကိုဖတ်လို့ရတယ်ဘာနဲ့ဘယ်လိုပေါင်းဖတ်ရမလဲဆိုတာသိတယ်ဘာနဲ့တွဲလိုက်ရင်ဘယ်လိုအတန်ထွက်ရမလဲဆိုတာသိတယ်အဲ့ဒါပဲအဲ့တော့အခုဒီနေ့ခေတ်မှာသင်္ဘုန်းကြီးလို့ပြောရင်ကိုဟားကျင်တဲ့လူတွေရှိတယ်အော်စရာသင်္ဘုန်းကြီးရဲ့တန်ဖိုးကိုမသိဘူးအဲ့ဒီဟားကျင်တယ်ဆိုတဲ့လူတွေသူတို့ရေးတဲ့စာကိုကြည့်လိုက်တောင်းတစ်လုံးမြောက်တစ်လုံးတပ်ပုံလေးရအဲ့တော့အရေးကြီးတယ်သင်္ဘုန်းကြီးနော်ဦးဇင်းတို့ခေတ်ကဒီစာသင်ကျောင်းဒီနေ့ပိတ်ပြီးဆိုတာနဲ့တန်းကျောင်းပိတ်ပြီးဆိုတာနဲ့နောက်နေ့ဆိုရင်ကြော်ပွဲနဲ့ဘုန်းကြီးကျောင်းရောက်လာဘုန်းကြီးကျောင်းရောက်တယ်ငယ်ခက်ငယ်ဆိုတာသင်္ဘုန်းကြီးကနေစတင်တယ်ပေါ့နော်ဒီနေ့ဒါတရနှစ်တန်း3-4တန်းအရွယ်တွေဆိုတာသင်္ဘုန်းကြီးနဲ့စသွားတာသင်္ဘုန်းကြီးကိုမနက်နေ့တောက်လျှောက်တနေ့ကုန်အဲ့လိုဖုညံ့ကြည်နေအောင်သင်ရတယ်အဲ့လိုတွေသင်ပြီးတော့မှနောက် PhD တို့ဒါလောကနေတီတို့သင်တဲ့အခါကျတော့ပါဠိကိုဘုန်းကြီးကတိုင်မပေးတော့သူ့ရှိမှကြည့်ကိုယ့်ကိုဖတ်ခိုင်းတာအဲ့လိုမျိုးဥပမာတမန်တာစကဝါလေးသူတိုင်မပေးတော့ကိုယ့်ကိုကြည့်ဖတ်အဲ့ဖတ်နိုင်သလားပဲလေသင်္ဘုန်းကြီးကိုကြေလာခဲ့တဲ့အတွက်ကြောင့်ပါဠိကိုဘယ်လိုဖတ်ရမလဲဘာနဲ့ဘယ်လိုအတန်ထွက်ရမလဲဆိုတာသိတယ်အဲ့ဒါသင်္ဘုန်းကြီးကိုအထက်မသိနဲ့နော်အခုအဲ့ကြောင့်သင်္ဘုန်းကြီးတကယ်အရေးကြီးလို့မာမဲနဲ့ဆရာတော်တို့လေကိုရင်လေးတွေကြနာသင်ပေးနေတာသင်္ဘုန်းကြီးဘယ်လောက်ထိအရေးကြီးလဲဆိုတာအဲ့ဒါသိထားဖို့လိုတယ်နော်ဒီနေ့ခေတ်နောက်ပိုင်းကလေးတွေမှာသင်္ဘုန်းကြီးနဲ့တဖြည်းဖြည်းဝေးလာစာသင်ကျောင်းမှာတန်းကျောင်းနေမှာပါတဲ့သင်္ဘုန်းကြီးကနည်းနည်းလေးပဲပါတာလေဥမာကဒီလောက်ကလေးပဲပါတာခဒီလောက်ကလေးပဲပါတာအဲ့လောက်ကလေးနဲ့ကတိတ်အလုံးမဖြစ်ဘူးနော်အဲ့တော့သင်္ဘုန်းကြီးမိမိတို့ကလေးတွေပေါ့နော်ကလေးတွေကိုဆိုင်ရနီးစပ်တဲ့သင်ပေးမဲ့နေရာတွေပေါ့နော်ဘုန်းကြီးကျောင်းတွေမှာဒါမှမဟုတ်မိမိကိုယ်တိုင်တက်တယ်ဆိုရင်လည်းကိုယ်ကလေးကိုသင်ပေးဖို့အရေးကြီးတယ်အဲ့လေးလာပြောပြတာသင်္ဘုန်းကြီးဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုပြောပြတာ